မဲ့သူကျွန်တော်တို့မြန်မာအာဏာရှင်အဆက်ဆက်ကထူးခြားတာသူတို့ပဲချမ်းသာသွားတာတိုင်းပြည်ကပိုးပုံမွဲသွားတာ မွဲလာတာ စဉ်းစားကြည့်နေဝင်း60နှစ်မှာအာဏာသိမ်းတယ်အာဏာမသိမ်းခင်နဲ့နေဝင်းအုပ်ချုပ်ပြီးတော့တိုင်းမြန်မာပြည်ရဲ့အခြေအနေတခြားစီပဲဒါနော်အဲ့နောက်ခါတန်းရွှေခင်ညုတ်ခေ88ဟုတ်တယ်88နောက်ပိုင်းမှာတစုံတရာတိုးတက်တယ်ဆိုမြဲအဲ့တုန်းကကျွန်တော်တို့တိုးတက်တယ်ဆိုတာဗျာဟိုခရီးသွားရင်ကျွန်တော်တို့ကလဲစပိစပိန်စပိနဲ့သွားနေကဘာကြီးကအဲ့ချိန်မှာဒုံးပြန်အချိန်ကားအချိန်နဲ့သွားနေပြီလေဟုတ်တော့မလားအဲ့88နဲ့2010ကြားထဲမှာလေတကယ်တော့ကျွန်တော်တို့တိုးတက်တယ်ဆိုတာနည်းနည်းကဘာကြီးကအဝေးရောက်သွားအရင်တော့ကမြန်မာနိုင်ငံထက်အများကြီးဆင်းရဲတယ်ဆိုတော့ဗီယက်နမ်တို့ကမ္ဘောဒီးယားတို့ထိုင်းတို့ဆိုတာကျွန်တော်တို့အဝေးကျော်တက်သွားတယ်အဲ့တုန်းကလေနော်အခုနောက်ဆုံးကျွန်တော်တို့ရှေ့မင်းအောင်လိုင်း2021နဲ့အခု2026ရှင်ကြီးတွေအောင်မြန်မာပြည်ချင်းနေရုပ်ဝတ္ထုချင်းနေဘာမှမဆိုင်တော့ဘာမှမဆိုင်တော့ဟုတ်တယ်အရင်တော့ကျွန်တော်တို့ဖုန်းသေးအဲ့ဒါကောက်ဖွင့်သေးရင်အချက်လောင်းဆိုရင်အင်တာနက်ရတယ်ဟုတ်တယ်ဗျာ ဖုန်းပြောလို့ရတယ်အခုကျွန်တော်တို့ဒီမှာဖုန်းတိုင်းလည်းမရအင်တာနက်လည်းမရပြောချင်တာဒါသိတာတဲ့ဟာပေါ့နော်ဖုန်းသုံးချိန် VPN ခံရတယ် Facebook သုံးချိန် VPN ခံရတယ်ဒါသိတာတဲ့ဟာပြောအရင်တော့မီး24နာရီပို့တော့ကျွန်တော်များများမှန်တယ်ဗျာနော်အခုမီးလုံးဝမလာတော့ဒါသိတာတဲ့ဟာတွေပြောအဲ့တော့ပြောချင်တာကဒါပေမဲ့ကျွန်တော်တို့ကဒါအဲ့လိုနှိမ့်ကြသွားပြီမဲ့ဒင်းတို့စေအုပ်စုကတော့ပို့ပြီးတော့ချမ်းသာတယ်နော်နေဝင်းအမျိုးတွေအခုထိဘာမှလှုပ်ရှားကြမလို့တော့ချမ်းသာသွားပြီနော်တန်းရွှေအမျိုးနောက်ဆုံးအခုခင်ညွတ်သားသမီးတွေမိသားစုတွေဘာလုပ်နေကြလဲကျွန်တော်တို့အားလုံးသိနေတာအဲ့တော့ပြောချင်တာဒါတွေကစေအုပ်စုရဲ့ case ဆက်ဒီကောင်တွေကဒီတောက်ကျင်ပဲအဲ့တော့ကျွန်တော်တို့လူတို့ကဒါတွေကိုကျွန်တော်တို့ဘဝပေးအသည့်အနေနဲ့ဟိုရှိပြီးသားပဲအဲ့တော့မြန်မာပြည်ငြိမ်းချမ်းခြင်းလားမြန်မာပြည်ချမ်းသာခြင်းလားဒီစစ်အုပ်စုမရှိမှကိုရမှာဒါတော့ကျွန်တော်တို့ဒါဘဝပေးအသည့်အရာကိုကကျွန်တော်တို့ကနားလည်ပြီးသားဖြစ်တယ်သိပြီးသားဖြစ်တယ်တိုးတော့ကျွန်တော်တို့သိတယ်သဘောပေါက်တယ်ကျွန်တော်တို့တော်လန်ကြီးကလွယ်တဲ့ခရီးမဟုတ်ဘူးနီးတဲ့ခရီးမဟုတ်ဘူးနော်ခက်ခဲမယ်ကြမ်းတမ်းမယ်ကျွန်တော်တို့နော်အချိန်ယူရမယ်တေချာလုပ်ရမယ်အရင်နည်းတွေကြီးမယ်ဒါကိုလည်းကျွန်တော်တို့နားလည်ပြီးတော့သဘောပေါက်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်စုဖွဲ့တိဆောက်ပြီးတော့ရှေ့ဆက်သွားရမယ်လို့ကျွန်တော်ကဒီလိုမြင်နေဗျ